အိမ်မှာချက်ကျွေးနေကြဟင်းနေကြတော့လေအီးတယ်ပေါ့နော်မားသားကပြောတယ်အဲ့တော့အသစ်ဆန်းလေးနေနဲ့လိုက်ရှာကြည့်တာအဲ့ဒါလိုင်းပေါ်မှာဖြိုးဆိုတဲ့ဟင်းနေချက်ပြတဲ့အမကသူကဒီပဲပင်ပေါက်ကိုတုတ်ပြတာပေါ့နော်အဲ့တော့သူတုတ်ထားတဲ့နေ့အတိုင်းကိုပြန်တုတ်ပြီးတော့တုတ်စားကြည့်တာပေါ့နော်တော်တော်လေးစားလို့ကောင်းတယ်မှာပါတယ်အဓိကတော့သူကထမင်းပူပူလေးနဲ့ဆိုပို့ပြီးတော့မိန်တာပေါ့နော်အဲ့တော့အိမ်မှာကျန်တဲ့ဟာလည်းအစုံစီရှိနေတာနဲ့ဒီပဲပင်ပေါက်လေးပဲတုတ်ဖြစ်လိုက်တယ်ပေါ့နော်အဲ့တော့အိမ်မှာလိုက်ပြီးတော့အဲ့လိုအခြားဟင်းတွေမစားချင်ဘူးဆိုရင်ဒါလေးကိုစမ်းပြီးတော့လိုက်တုတ်စားကြည့်လို့ရပါတယ်